ခြေထောက်နဲ့ကန်တဲ့ကိစ္စကျွန်တော်စီဘယ်သူမှတရားဝင်စက်ဖွဲ့ရမန်နေဂျာကမင်းသားကအကြောင်းကြားတာမရှိခဲ့ပါဘူးဘယ် ECC မှလည်းမဆက်တော့ဘူးဒါပေမဲ့ line ပေါ်မှာ intern မှဖြစ်လာတဲ့ခါကျတော့အဲ့ဒီညကလေးကကျွန်တော်အဖွဲ့ဝင်တက်ပါလို့လို့ဆိုရုံးနဲ့ပတ်သက်တဲ့တာဝန်တွေအကုန်ပေးထားတဲ့ဥကြုံပါအာဂန်နီစန်းဆက်ကပိုင်ရှင်ကျွန်တော်စီကိုဆက်တဲ့ဥက္ကရာရေးပြီလို့ဒါကျွန်တော်သိတယ်ဟာနော် information ချက်ချင်းဆောင်ရွက်တယ်ဆိုတော့ပြောချင်တယ်လာတာကဘုံကြီးကားနဲ့လာတယ်ပြန်တော့လေဘုံကြီးကားနဲ့ပြန်သွားတယ်ဘုံကြီးကားဆိုတာဒီသာသနာကားကြီးနဲ့တရားဝင်လေဟုတ်ချင်အောင်မဟုတ်ချင်မှကျွန်တော်အဲ့နံပါတ်စုံစမ်းဆိုနံပါတ်ကတော့မရလိုက်အဲ့အကြောင်းကြားဟုတ်ပြီအဲ့ဖြစ်စဉ်ကိုကြည့်တဲ့အခါဒီဖြစ်စဉ်မဖြစ်ခင်ကတည်းကတချင်းဆိုတဲ့မင်းကလေးကိုတော့မင်းသမီးကိုတက်ဆူချက်တရွှေချင်းပေးလိုက်နောက်တော့မင်းသားလေးတယောက်ကိုဆူချလိုက်မိုက်ယူပြီးသူစကားတွေပြောလိုက်ဝင်လာဘေးကနေမှဝင်လာခင်ဗျရှင်ရှိရဝင်လာမို့ကျွန်တော်ရဲ့ဇက်တဘောကဘေးကနေဝင်လာပြီဆိုရင်အလွန်ရင်းနှီးတာတော့လည်းကောင်းခွင့်ပြုထားလို့သာဝင်လို့ရတာမသိရလို့ဒီဘေးကနေမှတက်ဖို့ဝင်ဖို့ဆိုတစ်ချိန်နဲ့လည်းမဟုတ်ပါဘူးနှစ်ချိန်သုံးချိန်လုံနေတာခွင့်ပြုထားတော့ဒါကျွန်တော်တို့ကသူရင်းနှီးတယ်ပတ်သက်တယ်လို့ပဲအကယ်၍မရင်းနှီးမပတ်သက်ဘူးဆိုရင်နှစ်ချိန်လောက်သူလုပ်တဲ့ပုံစံကပတ်စံတရွှေချင်းပေးလိုက်မိုက်ကန်ပြီးပြောလိုက်ဆိုရင်မပတ်သက်တဲ့လူလုံးဝမသိတဲ့သူဒီလိုလုပ်ဖို့မရဲတော့ဘူးလို့ကျွန်တော်မြင်ပါတယ်ထားတော့အဲ့မှာ opera မှာဖြစ်တယ်ကျွန်တော်စီဘယ်သူမှအကြောင်းမကြားဘူးစောင့်ဘယ်သူမှအကြောင်းကြားတယ်ဘာမှမရတယ်အဲ့နဲ့ကျွန်တော်ရဲ့ရင်ဘန်နာရေးမှုတယောက်ရှိနောက်တစ်ယောက်ပေါ့ဦးထေးလွင်ကတဆင်မန်နေဂျာကိုကျော်စီရစီကိုဖုန်းဆက်ခိုင်းလာပြီးပါတွေးဆုံဆွေးနွေးရဒါလေးမေးချင်လို့သိချင်တယ်တီထောင်သူများအားလုံးမန်နေဂျာများအားလုံးလည်းခေါ်လိုက်ပါဒီထဲမှာအစည်းအဝေးလုပ်ကျန်သူများလာပြီးသူတို့မရောက်လာခဲ့ကြဘူးမအားလို့ဖြစ်ပါလေသို့တော်သူတို့ကိစ္စကိုပြောဖို့ကျွန်တော်တို့ခေါ်ဘာကိုညီပေးရမှာလဲဘာလုပ်ရမှာလဲသိချင်ကျွန်တော်စီမှာဘယ်သူမှအကြောင်းကြားမတော့ဒီ line ပေါ်ဒါလေးကြည့်ပြီးကျွန်တော်ဆုံးဖြတ်လို့မရဘူးဒါပေမဲ့မလာခဲ့ပြီမဲ့အဲ့ဒီနေ့ကကျွန်တဲ့သူတွေကိုပြောရင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဇက်ဖွဲ့တီထောင်သူများဆိုင်းဖွဲ့တီထောင်သူများလုံခြုံရေးရမိမိ area ကိုတတ်မှတ်ရန်တခြားသူတွေဝင်မလာဖို့ဂရုပြုရန်စောင့်ရှောက်ရန်တာဝန်ရှိပါတယ်ဆိုရင်ကြေညာချက်အဲ့တော့တပင်းအစည်းအောင်ကြေညာချက်ထုတ်လိုက်ပါတယ်အဲ့ဒါအဲ့အစည်းအဝေးမှာထုတ်လိုက်တာဖြစ်ပါတယ်အဲ့အတွက်ထုတ်ပြီးခဲ့တာပါကျွန်တော်တို့ပြစ်ထားခဲ့တာဘာမှမင်းကြအောင်ဆောင်ခဲ့တာမဟုတ်ဘူးခေါ်တယ်သိချင်လို့မေးပြီးမှကျွန်တော်တို့ကဘာလုပ်ပေးရမှာလဲဆိုတော့သိမှာကျွန်တော်တို့ကိုယ်တိုင်အဲ့နားမှာမရှိခဲ့ဘူးလေတိုင်သူလည်းမရှိဘူးအကြောင်းကြားသူလည်းမရှိဘူးရုပ်ဆော့ဆုံးအနည်းဆက်ဆုံးမြို့နယ်တပင်တော်မှာအကြောင်းမကြားထားဘူးဆိုတော့အဲ့ကိစ္စမှာလည်းကျွန်တော်တို့အဲ့တက်ကူပါ